ဒီလိုလုံးဝလေသူများရဲ့စီမှာဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်မန္တလေးမှာတော့ဝမ်ဝမ်လို့ခေါ်တယ်ညနေဆိုဒါလေးစားတာရတာတစ်မျိုးပဲအဲ့တော့ဒီမှာတော့ဒီ page တွေကမှာတယ်ကုံလိုက်တွေမှာလည်းရှိရဒါပေမဲ့ကုံလိုက်တွေအထောက်ကြီးရွယ်ရတာဆိုတော့မကိုက်ဘူးကိုကနည်းနည်းနဲ့အမျိုးသားများစားခြင်းတော့အဲ့ဒီ page ကမှာ 20k နဲ့အမျိုးသားအစုံပေါ့နော်ဝယ်လို့ရတယ်တခု 20k အရောလေးတွေလည်းရတယ်အဲ့တော့ဝယ်ပြီးလို့ရှိရင်ကြော်လိုက်မယ်ပေါ့နော်မန္တလေးစတိုင်လေးဖြစ်ကျွတ်လေးကြော်မယ်ကြော်ပြီးရဲ့ချိန်ကြလို့ရှိရင်သူကလေတခွားသီးလေးရဲ့မြုပ်သီးကြော်နေစားဆိုတော့တခွားသီးကိုခွာလာလိုက်မယ်မြုပ်သီးကြော်စပ်ဖို့အတွက်ဆိုလို့ရှိရင်လေမြုပ်သီးဒီခွဲချက်မုံနှစ်စွန်းလောက်သုံးပေးမယ်အဲ့ဒီရဲ့ကိုကစားရဲ့ဒီခနောမုံရဲ့ပဲထည့်မယ်ပြီးရင်အယောင်လှအောင်လို့ပေါ့နော်ဒီအယောင်နေမုံလို့ခေါ်တဲ့မြုပ်သီးနူးမုံလေးထည့်ပြီးသူတို့တွေကိုနှံ့သွားအောင်မှွေပေးလိုက်မယ်မှွေပေးပြီးလို့ရှိရင်ငပိလေးနည်းနည်းထည့်ရတယ်ပေါ့နော်ငပိလေးထည့်ပိုးစားကောင်းတယ်အားကြောင့်ရှိရစားကို short ထည့်ခဲ့ပြီး cube စီနည်းနည်းထည့်ပြီးရင်စီပူလောင်ပြီးရင်အခုလိုမြုပ်သီးအညစ်နဲ့ရပြီးရင်တစ်ချောက်ဆုပ်ပြုတ်လေးအဲ့ဒီဝမ်ဝမ်လုံးလေးတွေကိုလေးခုနမြုပ်ပြီးကြော်လေးနဲ့တို့စားအရန်စားကောင်းတယ်နော်လိုက်လို့စားကြည့်ကြပါဦး